Hello oversize ရှာနေတဲ့မမများဒီဗီဒီယိုကြော်မသွားပါနဲ့နော်ဒီမှာပါဒီလိုမျိုးအသားအရန်ကောင်းပြီးတော့ဝတ်ရရလဲအရန်ကိုပေါ့ပေါ့ပါပါနဲ့ကိုယ်ပေါ်မှာဝတ်ထားသလိုတောင်မထင်ရအောင်အရန်ကိုပေါ့ပါပြီးအေးတဲ့တီရှပ်သားမျိုးရောက်ထားပါတယ်လုံးဝ oversize အကြီးတွေပါရှင်ဒီဟာမျိုးအယောင်လေးတွေလာထားပါတယ်လုံးဝမှနော်ပေါင်140ရာနေပဲပေါင်140ရာနေစဝတ်လို့ပဲရပါမယ်နော်ဘယ်လောက်ကြီးလဲဆိုရင်ပြောတာပေါ့နော်တကယ်အသားလည်းယွန်းလုံးဝဝတ်လို့ကောင်းသလိုစိုက်ကလည်းတော်တော်ကြီးပါတယ်ဆိုင်နေမှာစိုက်တော်တော်ရှားတဲ့အမှားကြီးဆိုလို့ရှိရင်လာဝယ်ဝတ်တင်ပါရဲ့ရှင်လုံးဝမှာ oversize ကြီးတွေပါနော်ဒီမှာဒီလိုမျိုးပေါင်နေဟာကျော်တော့ထိဝတ်လို့ရ oversize တွေပါဒီကောင်တွေကတော့တစ်ထည်ကို4000နဲ့မှ800ပါရှင့်ဒါရဲ့တစ်ထည်ကို4800ပါနောက်တစ်ခုဒါလေးတွေကတော့ပေါင်145လောက်ဒီအေးစေးရမယ့်ဟာလေးတွေပါဒီကောင်လေးကတော့လက်ပေါက်ဒီဇိုင်းလေးတွေပေါ့နော်ဒီဟာမျိုးလေးတွေဒီကောင်လေးအပြင်မှာဆိုရှင်ပို့ပြီးအနက်ရောင်လေးကိုစိုးတောက်နေရပဲပေါ့နော်ဒါဖုန်းထဲမှာလည်းမှိန်နေရပေါ့နော်ဒီလိုလက်ပေါက်ဒီဇိုင်းလေးတွေနဲ့လာထားပါတယ်ဒါမျိုးလေးတွေပါပေါင်145လောက်ထိရပါတယ်ရှင့်အသားလေးကတော့လုံးဝမှအိဖက်ပြီးတော့လေပွဲဟိုအပြင်တွေထားတာမုံသွားစားပါညာဆိုလဲဂျင်းမောင်းဝင်နဲ့တွဲဝေးအောင်မလားစကတ်နဲ့တွဲဝေးအောင်မလားထမိန်နဲ့တွဲဝေးအောင်မလားဝတ်လို့ရတဲ့ဒီဇိုင်းလေးပေါ့နော်ဒီလက်ပေါက်လေးနဲ့လာထားပါတယ်ပြီးရင်ဒီလိုလိမ်မော်ရောင်လေးလည်းလာပါမယ်ရှင့်ဒီကောင်လေးကလေအဲ့မှာအပြင်မှာဆိုဒီမှာဒီဒါအယောင်မှန်ပေါ့နော်အကအနဲ့အောင်ဆိုအဲ့လိုစိုးတောက်နေရသေးလားလိမ်မော်ရောင်လေးဆိုတော့အရန်လာတယ်ပေါ့နော်ဒါအယောင်မှန်ပေါ့နော်ဖုန်းကတိတ်မကောင်းတော့အယောင်မှန်ရောက်တော်ရက်ရတယ်ရှင့်ဒီလိုအယောင်လေးလည်းလာပါမယ်အသားလေးကလေလုံးဝမှလေအိဖက်နေတာပဲသိလားအရန်မှလေဝတ်လို့ကောင်းတဲ့အသားဒါပေမဲ့ခြီသားတော့ဒီကောင်ကခြီသားတော့မဟုတ်ပါဘူးเนาะဒါတခြားပြောရောက်ပါတယ်ရှင့်ခြီသားတော့မဟုတ်ပါဘူးဒါပေမဲ့ပူတဲ့အသားလားဆိုလည်းအဲ့လိုလည်းမဟုတ်ပါဘူးပေါ့နော်ဟိုအသားပျော့လေးနဲ့ဝတ်လို့ကောင်းတဲ့အသားလေးပါရှင့်ဒီကောင်လေးတွေကတော့တစ်ထည်ကို4500ပါဒီ oversize ကြီးတွေကတော့4000နဲ့မှ800ပါရှင့်မှာယူနေဆိုလို့ရှိရင်တော့ TikTok စီပြီးတော့မဟုတ် Viber နံပါတ်9091111မှာလာပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်